Hello မင်္ဂလာပါအင်္ဂလိပ်စာကိုအချိန်တိုအတွင်းမြန်မြန်ဆန်ဆန်ပြောတတ်ချင်ပါမလားအဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကိုဆက်လက်ပြီးတော့ကြည့်ပေးနော် Let me explain Let me explain Let ဆိုတာကခွင့်ပြုပါကိုပြောတာဖြစ်ပါတယ် Me ကျွန်ုပ်ကိုခွင့်ပြုပါ explain ရှင်းပြခွင့်ပြုပါအဲ့ဒါဆိုရင်တော့ Let me explain Let me explain ကျွန်တော်ရှင်းပြခွင့်ပြုပါကျွန်တော်ရှင်းပြပါရစေ Let me explain Let me explain No option No option option ဆိုတာက choice နဲ့တူပါပဲရွေးချယ်စရာကိုပြောတာဖြစ်ပါတယ် No option ဆိုတော့ရွေးချယ်စရာမရှိဘူး No option No option No option ခုနပြောသလိုပဲရွေးချယ်စရာမရှိဘူး but ဒါပေမဲ့ to do အဲ့လိုလောက်ရောကလွယ်ပြီးတော့ No option but to do No option but to do No option but to do အဲ့လိုလောက်ရောကလွယ်ပြီးတော့ရွေးချယ်စရာမရှိဘူးရွေးချယ်စရာမရှိဘူးဒါပေမဲ့လုပ်ရမယ်လို့ပြောတာဖြစ်ပါတယ် No option but to do Any change Any change change ဆိုတာကအကျွေးကိုပြောတာဖြစ်ပါတယ် Any change ဆိုတော့အကျွေးရှိလားကိုမပတ်စံအကျွေးရှိလားလို့မေးတာဖြစ်ပါတယ် Any change Any change အကျွေးရှိလား What's for lunch What's for lunch နေ့လည်စာအတွက်ကဘာလဲနေ့လည်စာအတွက်ဘာချက်ထားလဲ What's for lunch What's for lunch What a relief What a relief What a relief ကိုကအံ့ဩတဲ့ခါမှာဒီစာကြောင်းကိုပြောလို့ရပါတယ် relief ဆိုတာကစိတ်သက်သာရာရသွားတာကိုပြောတာဖြစ်ပါတယ် What a relief ဆိုတော့တော်ပါသေးရဲ့တော်ပါသေးတယ်လို့ပြောချင်တာဖြစ်ပါတယ်စိတ်သက်သာရာရတဲ့အခါမှာဒီစကားပြောကိုပြောလို့ရပါတယ် What a relief What a relief What a relief တော်ပါသေးရဲ့ I have no idea I have no idea I have no idea idea ဆိုတာကအကြံဉာဏ် no idea အကြံဉာဏ်မရှိတော့ဘူးဘာပြောရမလဲမသိတော့ဘူးဘာမှမသိတော့ဘူးပြောချင်တဲ့နေရာမှာ I have no idea I have no idea ကျွန်တော်မသိတော့ဘူး I will do it later 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 I will do it ကျွန်တော်အဲ့ဒါကိုလုပ်လိုက်မယ် later ဆိုတော့နောက်မှအဲ့ဒါဆိုတော့အဲ့ဒါကိုနောက်မှလုပ်မယ် I will do it later carry on carry on carry on ဆိုတာကဆက်ပြီးတော့လှုပ်ခိုင်းတာကိုပြောတာဖြစ်ပါတယ်ကိုကလှုပ်နေရင်လည်းပြင်ပန်းတဲ့အခါမှာ carry on ဆက်လှုပ် What do I have to do What do I have to do What do I have to do have to ဆိုတာကလုပ်ရမှာ have to do ဆိုတာတစ်ခုခုကိုလုပ်ရမယ် What do ဆိုတော့ဘာလုပ်ရမလဲ I ကျွန်တော်ဘာလုပ်ရမလဲ What do I have to do What do I have to do What do I have to do ကျွန်တော်ဘာလုပ်ရမလဲ I will try my best I will try my best I will try my best I will try ကျွန်တော်ကြိုးစားမယ်အခုမကြိုးစားရသေးဘူး I will try now ကျွန်တော်ကြိုးစားမယ် my best အကောင်းဆုံး I will try my best ဆိုတော့ကျွန်တော်အကောင်းဆုံးကြိုးစားမယ်ကျွန်တော်အကောင်းဆုံးလုပ်မယ် I will try my best I will try my best I can do it I can do it I can do it ငါအဲ့ဒါကိုလုပ်နိုင်တယ် I can do it I can do it Are you tired Are you tired ပြင်ပန်းနေလား adjective မလို့ but to be are နဲ့တွဲပေးရပါတယ် Are you tired Are you tired ပြင်ပန်းနေလား How is your job How is your job how ဘယ်လိုလဲ is your job အလုပ်ဘယ်လိုလဲအလုပ်အဆင်ပြေလား
How is your job? How is your job? I'm looking for a job. I am looking for ကျွန်တော်ရှာနေတယ် present continuous နဲ့တောက်ထားတာပြီးတော့မလို့အခုလက်ရှိအလုပ်ရှာနေတာကိုပြောရဖြစ်ပါတယ် I'm looking for ကျွန်တော်ရှာနေတယ် a job အလုပ်ရှာနေတယ် I'm looking for a job. I'm looking for a job. ကျွန်တော်အလုပ်ရှာနေတယ် Eat ဆိုတာကစားတာကိုပြောရဖြစ်ပါတယ် Well ဆိုတော့ကောင်းကောင်း Eat well ကောင်းကောင်းစားနော် Eat well ကောင်းကောင်းစားနော် Eat well ကောင်းကောင်းစားနော် In time In time ဆိုတာကအချိန်မီပဲအချိန်ကွက်တိပဲပေါ့နော် In time အချိန်မီပဲ In time အချိန်မီပဲ What time What time ဘယ်ချိန်လဲဘယ်ချိန်သွားမှာလဲဘယ်ချိန်စားမှာလဲဘယ်ချိန်လုပ်မှာလဲလို့မေးတဲ့နေရာမှာ What time ဘယ်ချိန်လဲ What time ဘယ်ချိန်လဲ Excuse me Excuse me တစိမ့်လားခွင့်ပြုပါအောင်ပြောချင်တဲ့နေရာမှာ Excuse me ပုတ်ပြီးလို့ရပါတယ် Excuse me Excuse me တစိမ့်လား Well done Well done ဆိုတာက done ဆိုတာကပြီးဆုံးသွားပြီကိုပြောတာဖြစ်ပါတယ် Well done ဆိုတော့ကောင်းကောင်းပြီးသွားပါပြီ Well ကောင်းကောင်း done ပြီးသွားပါပြီ Well done Well done ဒါဆိုတခုကိုလုံနိုင်တဲ့အခါမှာ Well done လို့ပြောတာဖြစ်ပါတယ် Well done 1000 for one vase 1000 for one vase 1000 for one vase one vase ဆိုတာကတပိတ်တာကိုပြောရဖြစ်ပါတယ်အဲ့ဒါကြောင့်မို့1000 for one vase ဆိုတော့တပိတ်တာကို1000 1000 for one vase 1000 for one vase တပိတ်တာကို1000 Anything to say Anything တခုခုရှိလား to say ပြောစရာတခုခုရှိလား Anything to say Anything to say ပြောစရာရှိလား Anything to say Let me Cammy Let me ခုနပဲပြောထားပါတယ် Let me ဆိုတာကခွင့်ပြုပါကိုပြောတာဖြစ်ပါတယ် Let ဆိုတာကခွင့်ပြုတာကိုပြောတာဖြစ်ပါတယ် Me ဆိုတော့ကျွန်တော်ကိုခွင့်ပြုပါ Let me ကျွန်တော်ကိုခွင့်ပြုပါ Come in Come in အထဲကိုဝင်ခွင့်ပြုပါ Let me come in Let me come in Let me come in အထဲကိုဝင်ခွင့်ပြုပါ Sorry တောင်းပန်ပါတယ် for being late Sorry for being late Sorry for being late နောက်ကျသွားလို့တောင်းပန်ပါတယ်ဒီမှာတော်တော်များများမားလေးရှိတာက Sorry for late လို့ရေးတတ်ကြပါတယ် Sorry for late ရေးလို့မရပါဘူး late က adjective ဖြစ်တဲ့ကြောင့်မျိုးသူ့ရဲ့ရှင်မှာ verb to be လိုက်ပြရမှာပဲ verb to be for နဲ့တွဲသုံးမဲ့ verb to be ဆိုတော့ being ကိုတွဲပြရပါမယ် for ရဲ့နောက်မှာ verb ing လိုက်မှာမလို့ verb to be တွေက being ကိုတွဲပြရပါမယ်အားကြောင့်မလို့ sorry for being late sorry for being late နောက်ကျသွားလို့တောင်းပန်ပါတယ် sorry for being late trust me trust ယုံပါ me ကျွန်တော်ကိုယုံပါ trust me trust me trust me ကျွန်တော်ကိုယုံပါ need help need လိုအပ်တယ် help အကူအညီ need help အကူအညီလိုအပ်တယ် need help need help အကူအညီလိုအပ်တယ် think twice think စဉ်းစားပါ twice နှစ်ကြိမ် think twice နှစ်ကြိမ်စဉ်းစားပြန်စဉ်းစားကြည့်လို့ပြောရဖြစ်ပါတယ် think twice think twice think twice ပြန်စဉ်းစားကြည့် try it try it try it နော်စူးစမ်းကြည့်လို့ပြောရဖြစ်ပါတယ် try it just try it စူးစမ်းကြည့် keep going keep going keep ဆိုတာကဆက်လက်ပြီးတော့လှုပ်ဆောင်တာပြောရဖြစ်ပါတယ် going ဆိုတော့သွားပါ keep going ဆက်လက်ပြီးတော့သွားပါ keep going ဆက်သွားပါ keep going ဆက်သွားပါ
အဲ့ဒါဆိုရင်အရှိကပြောပြထားတယ် carry on နဲ့တူပါပဲ carry on ဆက်လို့ဆက်သွား keep going ဆက်သွားပါတူပါပဲ I can't believe my ears I can't believe my ears I can't believe ကျွန်တော်မယုံနိုင်ဘူး my ears ကျွန်တော်ရဲ့နားတွေကို I can't believe my ears I can't believe my ears ကိုနားကိုမယုံနိုင်ဘူးလို့ပြောဖြစ်ပါတယ် I can't believe my ears ကိုနားကိုမယုံနိုင်ဘူး It is up to you It is up to you အမြန်ပြောလို့ရှိရင် It's up to you It's up to you နော်ဆိုရင် It's up to you ဆိုတာကမင်းသဘောပဲနော် It's up သဘောပဲ to you မင်းသဘောပဲ It's up to you မင်းသဘောပဲလို့ပြောဖြစ်ပါတယ် What a pity What a pity Okay ဒီစကားလုံးကအသုံးများပါတယ် What a pity စိတ်မကောင်းလိုက်တာတနာစရာကောင်းလိုက်တာလို့ပြောချင်တဲ့နေရာမှာဒီလိုမျိုး exclamation mark ပါတဲ့စာကြောင်းကိုပြောပြရပါမယ် What a pity What a pity What a pity စိတ်မကောင်းလိုက်တာ Stay strong Stay strong နော် Stay strong ဆိုတာကတမ်းမအောင်နေเนาะအားတင်းထားလို့ပြောတာဖြစ်ပါတယ် Stay strong Stay ရဲ့နောက်မှာ adjective လိုက်ပြီးလို့ရပါတယ် For example Stay strong ဆိုလို့ရှိရင်အားတင်းထားเนาะ Stay happy ပျော်ရွှင်အောင်နေเนาะ Stay healthy ကျန်းမာအောင်နေဒီမှာလဲ Stay strong ဆိုတော့အားတင်းထားလို့ပြောတာဖြစ်ပါတယ် Not me Not me Not me ကျွန်တော်မဟုတ်ဘူးเนาะငါမဟုတ်ဘူး Not me ငါမဟုတ်ပါဘူး Not much Not much Much ဆိုတာကများတာကိုပြောတာဖြစ်ပါတယ် Not much ဆိုတော့တိတ်မများဘူး Not much Not much Take note Take note Take ဆိုတာကယူထားလိုက် Note မစုပါเนาะမစုယူထားလိုက်မှတ်တမ်းယူထားလိုက် take note မှတ်ထားလိုက်ပေါ့နော် take note မှတ်ထားလိုက်အောင် take note မှတ်ထားလိုက်အောင်နော် so so နော် so ဒီလိုပါပဲကဲမင်းရဲ့စီးပွားရေးအခြေအနေအဆင်ပြေလားဒီလိုပါပဲနော်ကဲမင်းရဲ့အခြေရေးအဆင်ပြေလားဒီလိုပါပဲလို့ပြောချင်တဲ့နေရာမှာ so လို့ပြောရပါမယ်Want more Want more Want ဆိုတာကလိုချင်တာ more ထပ်ပြီးတော့လိုချင်တာเนาะအတန်ကိုနည်းပေးမိလိုက် Want more Want more အဲ့ဆိုရင်ထပ်လိုချင်လားเนาะစကားပြောတဲ့ပုံစံလိုမျိုးဖြစ်သွားတော့ Want more ဆိုတာကမေးခွန်းပုံစံဖြစ်သွားပါတယ်အတန်ကိုနည်းနည်းလေးပေးမိလိုက်မယ် Want more เนาะထပ်လိုချင်လား Want more ထပ်လိုချင်လား Don't worry Don't worry worry ဆိုတာကစိုးရိမ်တာကိုပြောတာဖြစ်ပါတယ် don't worry ဆိုတော့မစိုးရိမ်ပါနဲ့ don't worry don't worry เนาะမစိုးရိမ်ပါနဲ့ no reason no reason เนาะ no reason reason ဆိုတာအကြောင်းပြချက် no reason ဆိုတော့အကြောင်းပြချက်မရှိဘူးပေါ့နော် no reason no reason အကြောင်းပြချက်မရှိဘူးเนาะJust here Just here Just ဆိုတာကဒါလေးတင်ပေါ့နော် Here ဆိုတော့ဒီနာဆိုတော့ Just here ဒီနာလေးတင်ပဲ Just here ဒီနာလေးတင်ပဲเนาะတစောတရကိုဘယ်သွားမှလဲ Where are you going เนาะဘယ်သွားမလို့လဲ Just here Just here เนาะဒီနာလေးတင်ပဲ Be patient Be patient ဒီမှာလဲ patient adjective လို့သူရဲ့ရှင်မှာ verb to be လိုက်ပြရပါတယ် be patient be patient စိတ်ရှည်ပါ be patient စိတ်ရှည်ပါ take time เนาะ take time take ယူတယ် time အချိန်ယူပဲအချိန်ယူပါ take time အချိန်ယူပါ take time အချိန်ယူပါ Anybody here? Anybody here? Anybody here? ဆိုရင် anybody ဆိုတာကတရရောက် here ဒီမှာတရရောက်ရှိလားเนาะဥပမာဆိုရင်ဒီမှာတရရောက်များရှိလားလို့ဆိုလို့ခြင်းနေရာမှာ anybody here
Anybody here တကယ်ရောက်များရှိလား From home from home from ဆိုတာစီကနေ home ဘယ်သူစီကနေเนาะ from home ဘယ်သူစီကနေလဲ from home ဘယ်သူစီရလဲ Which way which ဘယ်တစ်ခုလဲ way လမ်း which way ဘယ်လမ်းလဲ which way ဘယ်လမ်းလဲ which way ဘယ်လမ်းလဲ That's great that's great that is เนาะ that is ကိုအတူကပြောလိုက်တော့ that's အဲ့ဒါက great great ဆိုတာကတိတ်ကောင်းတာကိုပြောဖြစ်ပါတယ် that's great တိတ်ကောင်းတာပေါ့ that's great တိတ်ကောင်းတာပေါ့ try yourself try ဆိုတာကကြိုးစား yourself သင်ကိုယ်တိုင်သင်ဘာသာသင်ကိုယ့်ဘာသာကိုကြိုးစား try yourself ကိုယ့်ဘာသာကိုကြိုးစား never mind mind ဆိုတာကစိတ်ရှိတာကိုပြောဖြစ်ပါတယ် never ဆိုတော့ဘယ်တော့မှ never mind ဘယ်တော့မှစိတ်မရှိဘူးကိစ္စမရှိဘူးလို့ပြောရဖြစ်ပါတယ် never mind ကိစ္စမရှိဘူး never mind ကိစ္စမရှိဘူး never mind forgive me ခွင့်လွှတ်ပါเนาะ forgive ဆိုတာကခွင့်လွှတ်ပါ me ငါ့ကိုခွင့်လွှတ်ပါ forgive me ငါ့ကိုခွင့်လွှတ်ပါ forgive me เนาะငါ့ကိုခွင့်လွှတ်ပါ wait here wait ဆိုတာကစောင့် here ဒီမှာပေါ့နော် wait here ဒီမှာစောင့် wait here เนาะဒီမှာစောင့်ပါ be careful เนาะ careful ဆိုတာ adjective မလို့သူရဲ့ရှေ့မှာ verb to be လိုက်ပေးရမယ် be careful ဆိုတော့သတိထားเนาะသတိထားသူများကိုသတိပေးရနေရမှာပေါ့နော် be careful သတိထားပါ be careful သတိထား my turn ငါအလဲပဲเนาะ my turn ငါအလဲပဲ my turn what's wrong เนาะ what is ကိုတူကပြောတာတော့ what's wrong เนาะဘာဖြစ်တာလဲဘာမှားနေတာလဲဘာဖြစ်တာလဲပေါ့နော် what's wrong เนาะ what's wrong ဘာဖြစ်တာလဲ anything else เนาะ anything တခုခု else ဆိုတော့အခြားတခုခုရှိသေးလားဆိုတော့ဘာများရှိသေးလဲ anything else เนาะ anything else ဘာများရှိသေးလဲ anything else ဘာများရှိသေးလဲเนาะ thanks ကျေးဇူးပါ anyway ဘာဖြစ်ဖြစ် thanks anyway ဘာဖြစ်ဖြစ်ကျေးဇူးပါเนาะ thanks anyway ဘာဖြစ်ဖြစ်ကျေးဇူးပါ thanks anyway ဘာဖြစ်ဖြစ်ကျေးဇူးပါ I see okay I see เนาะဒီမှာဆိုရင်ငါမြည်တယ်လို့အဓိပ္ပာယ်ပြန်လို့မရတော့ I see เนาะသိပြီငါနားလည်ပြီเนาะ I see ငါသိပါတယ်ငါနားလည်ပါတယ်ငါသိပြီငါနားလည်ပြီ Oh I see เนาะ I see everything is okay เนาะ everything ဆိုတာကအရာက is okay အဆင်ပြေပါတယ် so everything is okay အရာကအဆင်ပြေပါတယ်အဆအရာအဆင်ပြေပါတယ် everything is okay is boring okay it is ကိုအတူကဖတ်လိုက်တော့ x ဖြစ်ပါတယ် boring ဆိုတာပြင်းစရာကောင်းတာပြောဖြစ်ပါတယ် so it is boring เนาะအဲ့ဒါပြင်းစရာကြီးအဲ့ဒါပြင်းစရာကောင်းလိုက်တာ it's boring okay it's boring say again say ဆိုတာကပြောပါ again ဆိုတော့နောက်တစ်ခါထပ်ပြောပါဘောเนาะ say again เนาะထပ်ပြောပါအောင် say again ထပ်ပြောပါအောင် say again เนาะ switch off ဆိုတာကခလုံးနဲ့ပိတ်ရတဲ့ဟာကိုပြောတာဖြစ်ပါတယ် switch off ဆိုရင်ခလုံးပိတ်လိုက်ပါเนาะဆိုရင်မင်းခလုံးဖြစ်ဖြစ်ရေခလုံးဖြစ်ဖြစ်เนาะပန်ကာခလုံးဖြစ်ဖြစ်ကိုက switch off เนาะသုံးလို့ရပါတယ်ခလုံးပိတ်လိုက်ပါ so switch off okay ခလုံးပိတ်ပါ okay ဆိုရင်ခလုံးဖွင့်တာဘယ်လိုပြောမလဲ switch on เนาะ switch on
မင်းခလုတ်ပိတ်လိုက်ပါအောင်ရီခလုတ်ပိတ်လိုက်ပါအောင် TV ခလုတ်ပိတ်လိုက်ပါအောင် switch on switch on switch on နော်ခလုတ်ဖွင့်ပါ listen carefully listen ဆိုတာကနားထောင်ပါ carefully ဆိုတော့ဂရုစိုက်ပြီးတော့နားထောင်ပါ so listen carefully ဂရုစိုက်ပြီးတော့နားထောင်နော် listen carefully listen carefully ဂရုစိုက်ပြီးတော့နားထောင် listen carefully okay how long ဘယ်လောက်ကြာပါလဲ how long ဘယ်လောက်ကြာလဲ how long ဘယ်လောက်ကြာလဲ calm down နော် calm down စိတ်လျှော့ထားစိတ်အေးထားနော် calm down say nothing say ဆိုတာကပြောတာဖြစ်ပါတယ် nothing ဆိုတော့ဘာတစ်ခုမှနော်ဘာမှမပြောဘူး say nothing ဘာတစ်ခုမှမပြောနဲ့ say nothing ဘာတစ်ခုမှမပြောနဲ့ say nothing ဘာတစ်ခုမှမပြောပါနဲ့ look over there lookဆိုတာကကြည့်ပါ over there အဲ့ဒီကိုပေါ့နော် look over there ဟိုကိုကြည့်လိုက်စမ်းပါအောင်အဲ့ဒီကိုကြည့်လိုက်စမ်းပါအောင် look over there ဟိုမှာကြည့်လိုက်စမ်း foldဆက်ပါ me ငါ့ကို fold ဆက်ပါ fold me ငါ့ကို fold ဆက်ပါငါ့ကို fold ဆက်လိုက် fold me နော် fold me be quick နော်ဒီမှာလဲ quick က adjective မလို့ရှေ့မှာ verb to be be လိုက်ပြရပါတယ် verb to be be နဲ့ quick be quick နော်မြင်လို့ပေါ့နော် be quick မြင်လို့ noisy talk နော် noisy နော်စုညံတာနိုင်ကြီးလိုက်တာနော်အသက်ရစုညံလိုက်တာကွယ် noisy talk နိုင်ကြီးလိုက်တာ follow me follow ဆိုတာက like ခဲ့ me ငါနောက်ကို follow me ငါနောက်ကို like ခဲ့ follow me နော်ငါနောက်ကို like ခဲ့ okay just things နော် just things အစုပ်ပါပဲနော် just things have courage have ရှိပါ courage တတိ have courage တတိရှိပါနော် have courage တတိရှိပါ have courage တတိရှိပါ any difference ဘာကွာလို့လဲနော် any difference any တခုရှိလား difference ကွာခြားတာ any difference ကွာခြားချက်တခုရှိလားဆိုတော့ဘာကွာလို့လဲပေါ့နော် any difference ဘာကွာလို့လဲ just gossip ဆိုတာကအဲ့ဒါလေးတွေပဲ gossip အတင်းအဖျင်းလေးတွေပဲเนาะ so just gossip အတင်းအဖျင်းလေးတွေပါ just gossip အတင်းအဖျင်းတွေပါ just gossip leave nothing leave เนาะထားခဲ့လိုက် nothing ဆိုတော့ဘာမှမထားခဲ့နဲ့เนาะ leave nothing make many ပတ်စံရှာတာကို make money လို့ပြောတာဖြစ်ပါတယ်အလုပ်လုပ်မယ်ပတ်စံရှာမယ်အဲဆိုရင် make money เนาะ make money ပတ်စံကိုလိုက်ရှာနေတာမဟုတ်ဘူးပေါ့เนาะပတ်စံအလုပ်လုပ်ပြီးတော့ပတ်စံရှာတာကို make money လို့သုံးပြရမှာပဲ look for money နဲ့သုံးလို့မရအောင်เนาะ look for money ဆိုရင်ပတ်စံပြလို့ပတ်စံရှာတဲ့နေရာမှာ look for money နဲ့သုံးမယ်ဒီမှာကအလုပ်လုပ်ပြီးတော့ပတ်စံရှာတာကိုပြောတာဖြစ်ကြောင်းမလို့ make money ပတ်စံရှာတယ် I apologize ဆိုတာကတောင်းပန်တာကိုပြောတာဖြစ်ပါတယ် I apologize ဆိုတော့ကျွန်တော်တောင်းပန်ပါတယ် I apologize เนาะကျွန်တော်တောင်းပန်ပါတယ် no way เนาะလက်မရှိတော့ဘူးမဖြစ်နိုင်ဘူးလို့ပြောတာဖြစ်ပါတယ် no way မဖြစ်နိုင်တာ no way မဖြစ်နိုင်တာ what possession เนาะ what possession ဘာလဲ possession ယာထု what possession ဘာယာထုလဲ what possession
ဘာရထူးလဲ nothing doing nothing ဆိုတာကဘာမှ doing ဆိုတော့မလုပ်ဘူးပေါ့နော် nothing doing ဘာမှမလုပ်ပါဘူးเนาะ nothing doing ဘာမှမလုပ်ပါဘူး what are you doing ဘာလုပ်နေတာလဲ nothing doing ဆိုတော့ဘာမှမလုပ်ပါဘူး be cautious cautious ဆိုတာကတတိထားတာကိုပြောဖြစ်ပါတယ် adjective မလို့ရှိမှာ verb to be လိုက်ပြရမှာပဲအားကြောင့်မလို့ be cautious တတိထားအောင် be cautious fair priceဆိုတာကတင်းတင်တာမြတ်တာကိုပြောဖြစ်ပါတယ် price ဆိုတော့ဈေး fair price ဈေးတော့တယ်ဈေးတင်တယ် fair price move backward move ဆိုတာကရွေ့တာကိုပြောဖြစ်ပါတယ် backward ဆိုတော့အနောက်ကိုရွေ့တာအနောက်ကိုဆုတ်တာ move backward that's life เนาะ that is ကိုတို့ကပြောလိုက်တော့ that's life เนาะဒါဘဝပဲဘဝဆိုတာဒါပဲ that's life เนาะ that's life bad luck bad ဆိုတာကဆိုးရွားသော luck ဆိုတာကကံကိုပြောဖြစ်ပါတယ်ဆိုးရွားသောကံဆိုတော့ကံဆိုးတယ်ပေါ့နော် bad luck ကံဆိုးတယ် how come ဘယ်လိုဖြစ်ရတာလဲเนาะ how come ဘယ်လိုဖြစ်တာလဲ how come เนาะ as ever အရင်အတိုင်းပါပဲเนาะ as ဆိုတာကအတိုင်းပဲ ever ဆိုအရင် as ever အရင်အတိုင်းပါပဲ as ever အရင်အတိုင်းပါပဲ so what အဲ့ဒီတော့ဘာဖြစ်လဲเนาะ so what အဲ့ဒီတော့ဘာဖြစ်လဲ so what so far so good ဝေးလေကောင်းလေမဟုတ်ဘူးเนาะသူဟာခုချိန်ထိတော့ easy ပါပဲလို့ဆိုလို့ချင်တာဖြစ်ပါတယ် so far so good နော် how is your business how is your relationship ကိုယ့်ရဲ့အခြေအနေဘယ်လိုလဲ okay ကိုယ့်ရဲ့စီးပွားရေးအခြေအနေဘယ်လိုလဲလို့မေးတဲ့အခါမှာကိုက so far so good နော်ခုချိန်ထိတော့ easy ပါပဲလို့ပြောလို့ရပါတယ် so far so good ပါနော် that's enough that's နော် that is ကိုတို့ကပြဖြစ်ပါတယ် that's enough ဆိုတာကတော်လောက်ပြီ that's enough တော်လောက်ပြီပေါ့နော် that's enough တော်လောက်ပြီ nice chat nice ဆိုတာကကောင်းသော chat နောက်စကားစမြည်ပြောတာဖြစ်ပါတယ် nice chat ဆိုတော့စကားပြောတာကောင်းတယ် nice chat နော် it's nice chat စကားပြောတာကောင်းလိုက်တာဒီနေ့စကားပြောရတာကောင်းလိုက်တာပေါ့နော် nice chat have fun เนาะပြောကြပါစေ have fun ပြောကြပါစေเนาะ have fun ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအင်္ဂလိပ်စာကိုစင်စက်မပြတ်လေ့လာချင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့ YouTube channel ကို subscribe လုပ်ပေးပါပြီးတော့တင်ထားတဲ့ဗီဒီယိုလေးတွေကိုလည်း like and share လုပ်ပေးပါနော် That's all for today's video everyone. See you in the next video. Bye bye.